အားလုံးပဲမင်္ဂလာပါဒီတစ်ခါ reading ကတော့မိတ်ဆွေတို့ ਨੇ အချိန်အတော်ကြာအဆက်အသွယ်ပြတ်နေတဲ့သူတယောက်တနည်းအားဖြင့် relationship တစ်ခုရဲ့မိတ်ဆွေအပေါ်မှာပေးခြင်းနေတဲ့ message အကြောင်းကိုကျွန်တော်က reading လုပ်ပေးသွားမှာဖြစ်ပါတယ်အဲဒီတော့သူ့အနေနဲ့ကမိတ်ဆွေကိုတတိယအနေလားဘယ်လို message တွေပေးနေလဲပေါ့ဘယ်လိုအကြောင်းတွေကြောင့်သာမိတ်ဆွေကိုမဆက်သွယ်လဲဆိုတဲ့အရာကိုကျွန်တော်အနေနဲ့ reading လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပထမဆုံးတော့ကျွန်တော်တကက်ကိုစာချိုးကြည့်ပါမယ်ဒီအမျိုးအစားကြပါတယ်အဲ့တော့သူ့ရဲ့အနေနဲ့ပေါ့နော်မိတ်ဆွေကိုဘာကြောင့် connect မလုပ်တာလဲအဆက်အသွယ်မလုပ်တာလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်သူ့မှာလက်ရှိအားဖြင့်တော့တာဝန်ယူနေရတဲ့အရာတွေအများများနေတယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်အဲ့တာဝန်ယူနေရတဲ့အရာပေါ်မှာမိတ်ဆွေကိုသူ့အနေနဲ့ဆွဲသွင်းလို့စိတ်မရှိသေးဘူးဆိုပြီးတော့ကျွန်တော်အနေနဲ့ဘာသာပြန်လို့ရပါတယ်အဲ့တော့ကျွန်တော်နောက်တစ်ချက်ထပ်ဆွဲပါမယ်ဒီတစ်ခုပေါ့ဒါကတော့သူလက်ရှိနေရတဲ့နေရာမှာသူ့ဟာသူအဆင်ပြေအောင်ပဲနေရတယ်သူဖြတ်တန်းကျင်လည်နေရတဲ့အခြေအနေတစ်ခုဟာခက်ခဲကြမ်းတမ်းနေတယ်ဆိုပေမဲ့သူ့အနေနဲ့အဆင်ပြေအောင်နေတယ်ဒါကြောင့်မိတ်ဆွေကိုဒုက္ခမပေးခြင်းဘူးဆိုတဲ့ရည်ရွယ်ချက်မျိုးကိုဖော်ပြနေပါတယ်အဲတော့ကျွန်တော်နောက်ဆုံးသူ့ရဲ့ message တစ်ခုကိုထပ်ယူကြည့်ရမယ်ဆိုရင်သူ့အနေနဲ့မိတ်ဆွေစီကိုပြန်လာလို့စိတ်ရှိပါတယ်ချိန်ကာလအားဖြင့်တော့8 လကနေတစ်နှစ်ခွဲခြားကာလမျိုးကိုပြန်ဆောင်ရမယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်အဲ့ဒါကြောင့်မလို့မိတ်ဆွေအနေနဲ့ကလည်းသူမဆက်သွယ်ရနဲ့ပတ်သက်ပြီးတော့နားလည်ပေးဖို့လိုတယ်ဆိုတဲ့အကြောင်းကိုပြောရင်းနဲ့ပဲကျွန်တော်ဒီ reading လေးကိုညီကုန်းချုပ်ချင်ပါတယ်အားလုံးပဲဆင်ပြေမယ်လို့မျှော်လင့်နေကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်